ခုခေတ်ကအချစ်လို့ပြောလိုက်ရင်တချို့ယောက်ျားလေးတွေကအရင်ဆုံးချစ်ပြပါလိမ့်မယ်သူတို့ရဲ့အချစ်ကိုယုံကြည်လာအောင်လို့မိန်းကလေးကိုအရင်ကယူဆိုင်ပြပြီးသိမ်းသွင်းနိုင်မယ်နောက်ဆုံးတော့မိန်းကလေးတယောက်စီကသူတို့လူချင်းတွေတနာယာကကိုတောက်ဆိုပါလိမ့်မယ်အစကတော့အချစ်လို့ခေါင်းစဉ်တက်ပါလိမ့်မယ်နောက်ဆုံးတော့တနာယာကဆိုတဲ့ဘူရာမှာပဲစိုက်သွားပါတယ်မိန်းကလေးကသူတို့လိုချင်တာကိုမပေးဘူးညှင်းဆန်ရင်တော့အချစ်လို့ခေါင်းစဉ်တက်ထားတဲ့သူတွေကအဲ့ဒီမိန်းကလေးကိုထားသွားကြတာများပါတယ်နောက်တစ်ယောက်ပြောင်းသွားတာကိုဆိုလိုတာပါသူတို့ကနောက်တစ်ယောက်ကိုလေအဲ့ဒီနီးလန်တိုင်းပဲချစ်ပြမယ်အရင်ကျူးဆိုင်ပြမယ်သူတဲလို့ချစ်ပြမယ်ယုံကြည်လာအောင်အယုံသွင်းမယ်ပြီးရင်ယူမယ်မပြီးရင်ထားခဲ့မယ်ပေါ့ခင်ဗျားကရောဘလူလူမျိုးတွေမှာပါနိုင်မလဲကိုသုံးသက်ကြည့်ပါမိမတယောက်ကိုအဖြူရောင်အချစ်တီးတန့်လေးနဲ့ခင်ဗျားချစ်နိုင်နေပြီလားသူမစီကတနာယာကမပါဘဲနေဖို့ဒါဆိုရင်တော့ဒီစာအုပ်လေးကိုဖတ်ကြည့်ဖို့တိုက်တွန်းပါရစေဆရာသူဆောင်ရည်တဲ့အကျဉ်သူသည်ဆိုတဲ့စာအုပ်လေးပါ